အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာမလေးက clean ရန်ကုန်ရဲ့စာပြို့စာဆိုတဲ့အစီအစဉ်လေးကနေပြီးတော့ပေးပို့လာတဲ့စာဖလာလေးတွေကိုဖတ်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဘက်KND data မှာပေါ့နော်စစ်ရှောင်းနဲ့ကာလကြာရှည်လာတာနဲ့အမျှစစ်ရှောင်းသွေးချင်းတွေရဲ့လိုအပ်ချက်တွေကလည်းပို့ပြီးတော့များပြားလာတယ်ပိုများပြားလာတဲ့အခါမှာဆရာမလေးတို့ဘက်ကလည်းကူပေးနိုင်တဲ့အရာတွေကိုမျှဝေကူပေးသွားဖို့အတွက်ပေးပို့လာတဲ့စာလွှာလေးတွေကိုဖတ်ပြပြီးတော့ပြည်သူလူထုစီမှာလည်းအကူအညီလေးတွေတောင်းခံသွားမှာဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့ဆရာမလေးတို့ကဒီဘက်မှာစစ်ဆောင်သွေးချင်းတွေတက်ဆိုလို့ရှိရင်ကျန်းမာရေးလူမှုရေးပညာရေးဘာသာရေးစီးပွားရေးဆိုပြီးတော့ဒီ၅ချက်နဲ့ကိုက်ညီတဲ့မျှဝေဖိတ်ကူမှုတွေကိုပြုလုပ်ပေးနေပါတယ်ဆက်လက်ပြီးတော့လည်းပြည်သူမှာပြည်သူပဲရှိရဲဆိုတဲ့အတိုင်းဆရာမလေးတို့အတူတူစစ်ချောင်းသေးခြင်းတွေအတွက်မျှဝေကူညီမှုတွေလုပ်သွားရအောင်နော်စာလာလေးတွေစာပြီးဖတ်ပြပါမယ်တို့ကလင်းရန်ကုန်အဖွဲ့အစည်းထံတောင်းခံစာတဲ့အကြောင်းအရာဒီမော့ဆိုအနောက်ဘက်ချမ်းဝါပန်းဘလိုအုပ်စုပစေးလာကျေးရွာရှိစိန်ရောင်ကြီးစစ်ဆောင်စခန်းတွင်အိမ်အောင်စု44စုလူဦးရေအဖြစ်189ဦးနေထိုင်ကြပြီးလက်ရှိခန်းမဆောင်သည့်ကောင်းမွန်စွာရှိတော်လဲအစည်းအဝေးပြုလုပ်ခြင်းတင်နန်းများတက်ခြင်းဝတ်ပြုကိုးကွယ်ခြင်းများအတွက်နောက်မီပါဖိုင်ဘာထိုင်ကုန်အလုံးတရာလိုအပ်ပါသဖြင့်ကလင်းရန်ကုန်အဖွဲ့အစည်းထံမှလေးစားစွာတောင်းခံတင်ပြအပ်ပါသည်တဲ့စစ်ဆောင်ကော်မတီနဲ့ဥက္ကဋ္ဌအတွင်းရေးမှူးဆိုပြီးတော့လက်မှတ်ထိုးပြီးပေးပို့ထားတဲ့စာလွှာလေးဖြစ်ပါတယ်ဒီစခန်းလေးရဆိုလို့ရှိရင်ဆရာမလေးတို့ပဲဒီစခန်းလေးမှာပေါ့နော်ခမ်းမဆောင်လေးစောက်ပေးထားတယ်အဲ့စခန်းလေးကနေပြီးတော့ရုပ်ထုလေးပေါ့နော်ပပူးရုပ်ထုလေးလည်းလက်ဆောင်ပြန်ပေးထားတာလေးရှိပါတယ်ဒီစခန်းလေးကကြတော့ဆရာမလေးတို့အခုထိုင်ကုန်အလုံးတရာပေါ့နော်ထိုင်ကုန်အလုံးတရာအကူညီတောင်းတာတယ်နောက်မိပါတယ်ထိုင်ကုန်လေးဆိုတော့ဒါလေးကတော့တဆောင်ပေါ့နော်အဲ့တော့ဦးစားပေးအဆင့်လေးတွေနဲ့ကူညီရမှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်စာလွှာလေးတွေမှာဘယ်ဟာလေးတွေကပို့ပြီးတော့အရေးကြီးလိုအပ်မလဲဘယ်အရာလေးတွေကိုပို့ပြီးကူညီရမလဲဆိုတာလေးကိုဆက်ပြီးတော့ဖတ်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ထိုင်ကုန်အလုံးတရာတီးသက်အလူရှင်ရှိလို့ရှိရင်လည်းကြိုဆိုပါတယ်ခင်းရန်ကုန်နဲ့ဒီလိုလေးတွေပေးပို့လာတာပေါ့နော်တို့ကလင်းရန်ကုန်နဲ့ခမ်းမဆောင်အတွက်ကုညီထောက်ပံ့ပေးရန်တင်ပြတောင်းခံခြင်းနဲ့အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ပန်ပတ်အုပ်စု17မိုင်ခန့်တွင်လွိုက်ကောမှစစ်ရှောင်းလာသောစစ်ရှောင်းလူထုအိမ်အောင်စု45စုလူဦးရေ168ဦးမှခမ်းမဆောင်လိုအပ်ပါသဖြင့်လူကြီးမှကူညီထောက်ပံ့ပေးပါရန်လေးစားစွာဖြင့်တင်ပြတောင်းခံအပ်ပါသည်တဲ့ပန်ပတ်အုပ်စုစစ်ရှောင်းတာဝန်ခံအမည်17မိုင်စစ်ရှောင်းတာဝန်ခံအမည်နဲ့လက်မှတ်ဆိုပြီးတော့ဒါခမ်းမဆောင်လေးတောင်းနေစာပေါ့နော်အဲ့တော့ဒီဘက်ဒေသတွေမှာကခရီးယန်ဘာသာဝင်တွေများတယ်ဆိုတော့ဝတ်ပြုကိုးကွယ်ဖို့အတွက်ဘုရားကျောင်းဆောင်တွေခမ်းမဆောင်လေးတွေလိုအပ်တယ်ပေါ့နော်ဒီဟာလေးနဲ့ပဲစိတ်ငြိမ်ချမ်းရာအပန်းဖြေရတယ်ပေါ့နော်အပန်းဖြေရတယ်ဆိုတာကဒီဖျားစာလေးတွေဆိုလိုက်ရင်ဆူတောင်းခြင်းတွေဖြူလိုက်လို့ရှိရင်စိတ်ကလေးကငြိမ်ချမ်းသွားတယ်ဒါလေးတွေနဲ့ပဲစိတ်သက်သာအောင်ရအောင်လုပ်ကြတာပေါ့နော်အဲ့တော့ကျမတို့အနေနဲ့ကလည်းခမ်းမဆောင်လေးတွေကိုအတက်နိုင်ဆုံးကိုညီပြီးတော့ဆောက်လုပ်ပေးရပေါ့နော်ဒီလိုခမ်းမဆောင်တွေလိုအပ်တဲ့နေရာမှာလည်းပြည်တွင်းပြည်ပစေနာရှင်တွေရဲ့အားတွေနဲ့ကူညီပေးတာတွေရှိသလိုမျိုးတီးတန့်ပေါ့နော်ဒီခမ်းမဆောင်တစ်ခုလုံးကိုကူညီခြင်းနဲ့ဆိုတဲ့လူရှင်တွေအတွက်လည်းကျမတို့ဘက်ကဝမ်းမြောက်စွာနဲ့ဖိတ်ခေါ်ပါတယ်လို့ပြောကြားလိုပါတယ်ဒီလိုရခမ်းမဆောင်နော်တို့ကလင်းရန်ကုန်ရုံးနဲ့ကရင်ပြည်နယ်တဲ့ချစ်စရာလေးနော်ဒီထားကဲတော့ကလင်းရန်ကုန်ကရုံးရလို့တည်တတ်မရှိဘူးပေါ့နော်တို့အကြောင်းအရာတဲ့အထက်ပါကိစ္စနဲ့ပတ်သက်၍ဒီမောဆိုးမျိုးနယ်လူပူကျေးရွာအုပ်စုချယ်ရီကုန်းနှင့်စစ်ဘေးရှောင်များပြောင်းရွှေ့ရန်လိုအပ်သောကြောင့်တစ်ဖက်တစ်လမ်းမှကူညီပေးပါရန်တောင်းခံအပ်ပါသည်တဲ့ပြောင်းရွှေ့နေထိုင်လိုသော18အိမ်အောင်စု၏လိုအပ်သောပစ္စည်းများမှာအမိုးအခင်းရေလောင်မိုးကစားနပ်ရိက္ခာရေသည်ကားရောက်နိုင်ရန်လမ်းသစ်ဝါဒဝါလမ်းသစ်ဝါ
ရွှေပြောင်းစရိတ်အိမ်သာသုံးပစ္စည်းများလိုအပ်ပါသဖြင့်တဲ့ကူညီပေးပါရန်တောင်းဆိုအပ်ပါသည်တဲ့18အိမ်မှာလူဦးရေက66ဦးရှိပါတယ်တဲ့အဲ့တော့ဒီစခန်းလေးကပြောရမယ်ဆိုလို့ရှိရင်ကျမတို့ဒီပြီးခဲ့တဲ့တလောကလည်းပေါ့နော် air strike တွေအရန်ခံရတယ်ဆိုတော့ဒီပတ်ဝန်းကျင်မှာကစိတ်မလုံခြုံမှုတွေနဲ့နေရတယ်ပေါ့နော်နေရတယ်ဆိုတော့စခန်းပြောင်းရွှေ့တဲ့အိမ်တော်စုတွေလည်းတအားများတယ်ပေါ့နော်ကျမတို့လည်းဂျားထဲမှာစခန်းပြောင်းရွှေ့နေတဲ့ဒီစစ်ချောင်းမိသားစုတွေအတွက်ကူညီပေးထားတာတွေရှိပေမဲ့မလုံလောက်သေးဘူးပေါ့နော်အဲ့လိုပဲစခန်းပြောင်းတဲ့လူတိုင်းကိုတော့အပြည့်အဝမကူညီပေးနိုင်ဘူးဖြစ်နေရပေါ့နော်ဂျားထဲမှာတော့စခန်း3-4ခုလောက်ကိုတော့ရွှေ့ပြောင်းတဲ့နေရာမှာအိမ်လေးတွေစောက်ပေးထားတာရှိရပေါ့နော်ဟိုတလောဆိုလို့ရှိရင်ကျမတို့အိမ်တစ်လုံးကို320နဲ့ဒါစခန်းပြောင်းရွှေ့တဲ့မိသားစုတွေအတွက်ကူညီပေးထားတာလေးပေါ့နော်အဲ့တော့အဲ့အတွက်လည်းကျမတို့ပြည်သူပဲရှိရဆိုတဲ့အတိုင်းဆက်ချောင်းသွေးချင်းတွေအတွက်ကိုချင်းစာနာတော်အဖြစ်ကူညီဖေးပါပေးမဲ့ဒါပြည်သူတွေကိုလည်းကျမတို့ကြိုဆိုပါတယ်နောက်ထပ်တစ်ဆောင်နော်ဖတ်ကြည့်မယ်နော်ကလင်းရန်ကုန်နဲ့ KND State တဲ့ဒါက73ရက်3လဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းလေးရပဲပေါ့နော်ရောက်လာတာအကြောင်းအရာတဲ့စေကန်းအဆောင်ရွှေ့ပြောင်းဆောက်လုပ်ရန်အတွက်အကူအညီတောင်းခံခြင်းဒီမောဆိုအနောက်ဘက်ကျန်းရှိမူကရန်လူမှုကူညီရေးအသင်းသည်8ရက်8လ2021တွင်ဖွဲ့စည်းပြီးစစ်ပေးရှောင်လူထုများအတွက်နယ်လက်စေးပေးလုပ်ငန်းဆောင်ရွက်ပေးခဲ့ပါသည်တရက်6လ2022ခုနှစ်တွင်စေကန်းအထိုင်ပုံစံဖြင့်ဖွင့်လှစ်ကာပြင်ပလူနာများအားကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးပါသည်4ရက်3လ2025နေ့လယ်12နာရီ Jet Fighter လေယာဉ်ဖြင့်စေကန်းအနီးအနား8လုံးထက်မနည်းလာရောက်ပုံကျဲခဲ့ပါသည်ကံကောင်းစွာဖြင့်လူထိခိုက်မှုမရှိတော့လဲစေကန်းမိဖို့ကြောင့်ခမ်းပါဆောင်အမိုးများအစဆင်ကပျက်စီးမှုရှိခဲ့ပါသည်ထိုစေကန်းပြန်လည်ဖွင့်ဖို့ကြိုးစားတော်လဲစေကန်းအနီးရှိပတ်ဝန်းကျင်ရှိလူထု၏စိုးရိမ်မှုနှင့်စေကန်းဆရာမများအတွက်စိတ်လုံခြုံမှုမရှိသောကြောင့်စေကန်းကိုတခြားစခန်းတနေရာမှာရွှေ့ပြောင်းဆောက်လုပ်ရန်ရှိပါမည်ထိုစေကန်းရွှေ့ပြောင်းဆောက်လုပ်နိုင်ရန်အတွက်လူချင်းမင်းတို့၏အကူအညီလိုအပ်ပါသောကြောင့်လူချင်းမင်းတို့တက်နိုင်သလောက်ကူညီပံ့ပိုးပေးနိုင်ပါရန်လေးစားစွာတင်ပြတောင်းခံအပ်ပါသည်တဲ့ခံမဲကုန်ကြစရိတ်ပူးတွဲတင်ပြထားပါသည်လေးစားစွာဖြင့်တာဝန်ခံမူကရန်လူမှုကူညီရေးအသင်းစေကန်းအဆောင်ခံမဲကုန်ကြစရိတ်ပေ20-30စုစုပေါင်းကျမတို့ဒီမှာတင်ထားတဲ့အရာလေးကတော့90ကျော်ပေါ့နော်90ကျော်ဒီစေကန်းလေးကဆိုလို့ရှိရင်ကျမတို့ကလင်းရန်ကုန်စေကန်းလိုပဲပေါ့နော်ဒီဘက်မှာကပြင်ပလူနာချိပေးတဲ့စေကန်းက3ခုလောက်ရှိရဲစေယုံတွေကတော့9ယုံရှိရဲပေါ့နော်9ယုံရှိရဲဆိုတဲ့အခါကျတော့ဒီစေကန်းလေးတွေဆိုတာကတကယ်တမ်းတော့ဒီမြေပြင်အတွက်ကိုအရန်လိုအပ်ပါတယ်ဒီမူကရန်ကမမတ်ရပြောရမယ်ဆိုလို့ရှိရင်ကျမတို့ဒီပြီးခဲ့တဲ့နှစ်ပေါ့နော်2023ပေါ့နော်2023ကျမမွေးနေ့ကမ်ပိန်းတော့ဆိုလို့ရှိရင်ဒီစေကန်းလေးအတွက်လူနာတင်ရင်လေးဒါမျှပေးခဲ့ဘူးတယ်ပေါ့နော်အဲ့တော့ဒီစေကန်းလေးကလည်းမြေပြင်အတွက်တကယ်ကိုလိုအပ်တဲ့စေကန်းလေးဖြစ်တဲ့ကြောင့်မလို့ဒီစေကန်းအဆောက်အဦလေးအတွက်ကိုကူညီပေးနိုင်မှုအတွက်ကိုကျမတို့တူတူစူးစမ်းပေးကြရအောင်နော်နောက်တစ်ခါဆက်ထပ်မယ်နော်ဒါလေးကတို့တန်ရှင်းသောရန်ကုန်နဲ့ရွှေပြောင်းနေထိုင်သောမိသားစုလိုအပ်သည့်တည်ယူစရိတ်နှင့်အခက်အခဲများအတွက်အကူအညီများတင်ပြတောင်းခံခြင်းနဲ့အထက်ပါကိစ္စနှင့်ပတ်သက်၍ကရင်ပြည်နယ်ဒီမော့ဆိုမြို့နယ်လိုဘာကိုကျေးရွာအုပ်စုလေတော်တစ်စစ်ဆောင်စခန်းတွင်နေထိုင်သောစစ်ဆောင်မိသားစု9စုသည်အခြားနေရာသို့ရွှေ့ပြောင်းနေထိုင်ကြရပါသည်စစ်ဆောင်မိသားစု9စုသည်လိုင်နန်းဖကျေးရွာအုပ်စုလိုဘေခိုကျေးရွာအနောက်ဘက်တွင်ရွှေ့ပြောင်းနေထိုင်မည်ဖြစ်ပါ၍တည်ယူပို့ဆောင်ရေးစရိတ်နှင့်အခက်အခဲများစွာရှိနေပါသည်တို့ဖြစ်ပါ၍ရွှေ့ပြောင်းရာတွင်လိုအပ်သောတည်ယူစရိတ်နှင့်အခက်အခဲများကိုကူညီပေးနိုင်ပါရန်စစ်ပေးရှောင်များကိုကူညီပေးလျက်ရှိသောတန်ရှင်းသောရန်ကုန်ကလင်းရန်ကုန်အဖွဲ့ထံအကူအညီတင်ပြတောင်းခံအပ်ပါသည်
ရွှေပြောင်းသည့်စစ်ဆောင်မိသားစုလူဦးရေစည်းရင်းကိုလည်းပူးတွဲတင်ပြအပ်ပါသည်တဲ့အနောက်မှာစစ်ဆောင်စခန်းရဲ့ရွှေပြောင်းမဲ့အိမ်နောက်စုအမည်လူဦးရေစည်းရင်းတေချာလေးပူးတွဲပြီးတော့တင်ပြပေးထားတယ်ပေါ့နော်အဲ့တော့ဒီစခန်းလေးကစစ်ဆောင်မိသားစုဒီခုနှစ်စုကကြတော့ပြီးခဲ့တဲ့တစ်ပတ်ကကျွန်မပြောခဲ့သလိုပဲပေါ့နော်အရင်တုန်းကမြေပိုင်ရှင်တွေကဒီနေရာလေးတွေမှာသူတို့ရဲ့မြေနေရာလေးတွေမှာစစ်ဆောင်တွေကိုပေးနေကြတယ်ပေါ့နော်အဲ့တော့ဒီစစ်ဆောင်တဲ့ကာလကြာလာတဲ့အခါမှာကြတော့ဒီဒေသခံပေးနေတဲ့မြေပိုင်ရှင်တွေအနေနဲ့ကလည်းစိုက်ပျိုးရေးလုပ်ငန်းတွေသူတို့ပြန်လုပ်ဖို့ရှိတယ်သူတို့စီးပွားရေးလေးတွေပြန်လုပ်ဖို့ရှိတဲ့အခါကျတော့အဲ့လိုမြေနေရာလေးတွေဖယ်ပေးရတဲ့မိသားစုတွေစစ်ဆောင်မိသားစုတွေကနေရာတိုင်းလိုလိုမှာရှိတယ်ပေါ့နော်နေရာတိုင်းလိုလိုမှာများလာတယ်အဲ့အတွက်ကြောင့်မလို့ကျမတို့ဒါပြောမယ်ဆိုရင်တယောက်အားနဲ့တော့မရဘူးပေါ့နော်ကျမတို့လိုပဲဒီဒေသမှာရှိနေတဲ့ဒေသခံမြေပြင်အဖွဲ့တွေတခြားအဖွဲ့တွေကလည်းဒီလိုမျိုးအကူအညီတောင်းခံတာတွေကိုကြုံရနိုင်တယ်ပေါ့နော်အဲ့တော့ကျမတို့တွေဒါတအားသွေးတော့ကူညီပေးရမှာပေါ့နော်လောလောဆယ်တော့ဒီစာလေးကိုကျမတို့လက်ခံရရှိထားတယ်ကူညီပေးနိုင်ဖို့လည်းဒါစူးစမ်းရမယ်ပေါ့နော်ပြောခဲ့သလိုပဲမြေပြင်မှာတော့လိုအပ်ချက်တွေကအများကြီးရှိတယ်အများကြီးဟိုမှာကျမတို့ကပြည်တွင်းပြည်ပကစေတနာရှင်တွေအားနဲ့ကလင်းရန်ကုန်ကဒါဖြောက်ပြီးကူညီပေးခြင်းတွေလုပ်နေတာဆိုတဲ့အတွက်ကြောင့်မလို့လိုအပ်ချက်တွေကိုအတူတူဖေးကူနိုင်ဖို့ကျမတို့ဆက်ပြီးတော့စူးစမ်းကြရတာပေါ့နော်ဒီဟာလေးကကြတော့တဲ့ဒါတော့ခမ်းမဆောင်ကိုင်းသိန်းစစ်ဆောင်စကန်ကြီးခမ်းမဆောင်ပြုလုပ်ရန်တဲ့ကုံကြငွေအဆိုပြုပါတဲ့ခမ်းမဆောင်တစ်ဆောင်ဆောက်လုပ်ပေးပါရဲ့အကူအညီတောင်းခံခြင်းတဲ့အထက်ပါကိစ္စနှင့်ဆက်လင်း၍ထင်းရှူတော်အုပ်စုခိုင်းနှိမ့်စစ်ဆောင်စခန်း၌တဲ့အင်ဂျီ48အိမ်လူဦးရေ223ဦးနေထိုင်လျက်ရှိသောစစ်ဆောင်စခန်းတွင်တဲ့လိုအပ်သောတင်နန်းများဆွေးနွေးပွဲများဘက်ဆောင်အသုံးပြုနိုင်ရန်အတွက်ခမ်းမဆောင်တစ်ဆောင်လိုအပ်လျက်ရှိပါသည်တဲ့တို့ဖြစ်ပါ၍လူသားချင်းစာနာထောက်ထားမှုကိုရှေ့ရှု၍စစ်ဆောင်ပြည်သူများအတွက်လိုအပ်လျက်ရှိသောခမ်းမဆောင်တစ်ဆောင်ကိုကူညီပံ့ပိုးပေးနိုင်ပါရန်အကူအညီတောင်းခံတင်ပြအပ်ပါသည်တဲ့ဆောက်လုပ်ရန်ကုန်ကြမိခံမှန်းကုန်ကြစရိတ်ကိုလည်းပူးတွဲတင်ပြအပ်ပါသည်တဲ့ဒီစကန်လေးကကော်မတီတွေအများကြီးပဲလက်မှတ်တွေထိုးလာတာ6ယောက်လောက်ရှိတယ်အဲ့တော့ခမဆောင်ကုန်ကြစရိတ်လေးဘယ်လောက်ရှိလဲကြည့်လိုက်ရအောင်နော်တို့ရဲ့တဲ့ခံမှန်းကုန်ကြစရိတ်ပါတဲ့စုပေါင်း390ကျော်ပေါ့နော်390ကျော်ရှိတယ်အဲ့တော့ခမ်းမဆောင်လေးတွေအတွက်လည်းကျမတို့ဒါဝိုင်းပြီးတော့တူတူစူးစမ်းကြမယ်နော်ခမ်းမဆောင်လေးတွေကကြတော့သူ့ရဲ့ပေးအခြေပေါ်မူတည်ပြီးတော့350 360 390အဲ့လိုမျိုးလေးတွေကွာသွားတာပေါ့နော်အဲ့တော့ဒါလေးကတော့ခမ်းမဆောင်ဒါရောက်အရှိကြီးပဲအထူကြီးပဲသူကလင်းရန်ကုန်နဲ့ကရင်ဒီမောဆိုးမြို့နယ်တဲ့အကြောင်းအရာရေကူတောင်ကန့်ခမ်းမဆောင်ဆောက်လုပ်ရန်အကူအညီတောင်းခံခြင်းတဲ့ဒါလေးကလည်းခမ်းမဆောင်အကူအညီတောင်းခံတာတဲ့ဟာပေါ့နော်အဲ့တော့လိုအပ်တဲ့သွတ်တွေတန်တွေရမ်းဖြာတွေဝယ်ယူနိုင်ဖို့အတွက်တဲ့အတင်ပြတောင်းခံအပ်ပါသည်တဲ့ဒီစကန်လေးကနော်ဒီစကန်လေးကသူကချစ်စရာလေးသူကဒီမှာစီမံကိန်းအစီအစဉ်လေးဒီလိုမျိုးလေးကိုရေးပြီးတော့လာတင်တာပေါ့နော်စီမံကိန်းကြီးခမ်းမဆောင်ဆောက်လုပ်ရန်စီမံကိန်းနေရာဒီနေရာဆိုရေးထားတယ်ဥတီအုပ်စုစစ်ဆောင်ပြည်သူများစီမံကိန်းစတင်ချိန်နဲ့ပြည်ဆုံးချိန်နဲ့ထောက်ပံ့မှုရရှိပြီးရက်သက်ပတ်အတွင်းအပြီးဆောက်လုပ်ပါမည်တဲ့သူကလုံးဝနော်အချိန်လေးပါတစ်ခါလေးထည့်ပြောတာချစ်စရာလေးနော်အဲ့တော့ခံမှန်းကုန်ကြငွေတဲ့ခံမှန်းကုန်ကြငွေကကြတော့33သိန်းကျော်တဲ့နော်စောင်းဒူလာစစ်ဆောင်စခန်းကိုတဲ့25ရက်5လ2021ခုမှစ၍ဒီမော့ဆိုမြို့ပေါ်တွင်တိုက်ပွဲဖြစ်ပွားရ၌ပြည်သူများထွက်ပြေးတိမ်းရှောင်ရင်းစစ်ဆောင်စခန်းဖြစ်ပေါ်လာခဲ့ပါသည်စစ်ဆောင်စခန်းရဲ့အခြေအနေလေးပါတွားရေးပေးထားတာနော်စစ်ဆောင်စခန်းတွင်ရက်ကွက်ကောင်းဆောင်များနှင့်ကန့်ကော်မတီများစတင်ဖွဲ့စည်းခဲ့ပါသည်တဲ့အလူရှင်များနှင့်ချိတ်ဆက်ရရှိခဲ့ခြင်းကြောင့်တဲ့ခမ်းမဆောင်တနည်းအားဖြင့်ပြောရရင်တဲ့ခမ်းမအတွက်ကိုမိုးကလည်းတစ်နှစ်တစ်ကြိမ်ရရှိခဲ့တော့လဲရေရှည်ကြန့်ခိုင်မှုမရှိပါသဖြင့်တလားတစ်ကြိမ်ကမ်ကော်မတီများနှင့်မိဘပြည်သူများတွေ့ဆုံရာတွင်အထူးသဖြင့်မိုးရာသီ၌အဆင်မပြေမှုများကြုံတွေ့နေရပါသည်တဲ့
ထို့အပြင်အခြားသောအဖွဲ့များမှာပညာပေးလုပ်ငန်းများနှင့်စခန်းထဲထိကွင်းစင်ဆေးကူးတာပေးနိုင်သောအဖွဲ့များရှိနေပါတော့လဲခန်းမသည်တင်းငယ်ကျွန်းကျက်လိုပြီးအမိုးမလုံးစသည့်အချက်များကြောင့်အခက်အခဲများတွေ့ကြုံနေရပါသည်တဲ့ထိုစခန်း၌ရက်ကွက်6ခုရှိပြီးအိမ်ထောင်စုပေါင်း148စုစုစုပေါင်းလူဦးရေ900ကျော်စုပေါင်းနေထိုင်ကြပါသည်တဲ့ထိုစခန်း၌နေထိုင်ကြရသောမိဘပြည်သူများအတွက်ဗတ်ပေါင်းစုံမှအသုံးပြုနိုင်သောခန်းမဆောင်ဆောက်လုပ်နိုင်ရန်အတွက်လူကြီးမင်းများထံသို့လေးစားစွာဖြင့်တင်ပြတောင်းခံအပ်ပါသည်တဲ့ဒီနေ့ဇမလီဖတ်ပြသွားတဲ့စာလေးတွေကနေပြီးတော့မျှဝေကူညီပေးနိုင်မယ့်အရာလေးတွေကိုတအားသွေးဝိုင်းဝန်းမျှဝေကူညီပေးကြပါလို့မေတ္တာရက်ခံလိုပါတယ်ကလင်းရန်ကုန်ရဲ့ဆောင်ပုံလေးအတိုင်းမျှဝေဖေးကူတို့အတူမျှဝေခြင်းသည်မေတ္တာဆိုတဲ့စကားလေးနဲ့တူကျမတို့တူတူကူညီဖေးမမှုတွေပြုလုပ်ကြအောင်နော်ကျေးဇူးများတင်ပါတယ်